ဟုတ်လားကြော်မသွားပါနဲ့ခင်ဗျာဒီနေ့17လပိုင်းတရက်နေ့ဟာတစ်3လုံးကြားတဲ့နေလေးဖြစ်ပါတယ်ဒီတစ်3လုံးကြားတဲ့နေလေးမှာငွေတွေလက်လာပါတွေအရန်သမားကိုရှင်လန်းမဲ့နေလေးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာအဝါရောင်လေးတွေအနီရောင်လေးတွေမိခိုးရောင်လေးတွေမိမိကဝစ်စင်ခြင်းအပြင်ကန်စာတာအားတွေမြင်မာလာမှာဖြစ်ပါတယ်ငွေတိုက်တကားပွင့်လန်းစီရန်ဒီ17လပိုင်းတစ်လလုံးမှာမိမိကငွေမပြတ်ဖက်နဲ့တစ်လလုံးလက်လာပါရှင်လန်းစီရန်ချဲထီတွေပေါက်ပြီးတော့အယောင်းဝယ်တွေကောင်းစီရန်ငွေမိမိလက်ထဲကိုအမြဲတမ်းကတ်နေစီရန်ငွေစုဆောင်းမှုတွေကောင်းစီရန်ငွေအထုပ်လိုက်ထည့်လိုက်အလုံးလိုက်အရင်လိုက်ဝင်စီရန်အတွက်ရတာလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်မမျှဝေသေးခင်မှာလည်းကျွန်တော်ကောက်လေးက follow လေးမနဲ့ရသေးရင်လည်း follow လေးနှိပ်ခတ်ပေးဖို့ရတောင်းဆိုပါတယ်အသေးလေးညှိချ share 10ကားလောက်ညှိချပြင်းနဲ့အားပေးသွားဖို့ရတောင်းဆိုပါတယ်မြောက်ဖက်အရက်ကိုလှည့်ပြီးတော့လက်ခုပ်လေး၃ချက်တီးရမယ်ပထမတစ်ချက်တီးရင်အေဟိလာဘန်ဒုတိယတစ်ချက်တီးရင်အေဟိတနာတတိယတစ်ချက်တီးရင်အေဟိတုခံဆိုပြီးလက်ခုပ်၃ချက်လေးတီးပြီးတော့အဲ့ဒီမန္တန်လေးကိုရုပ်ပြီးတော့ငွေဝင်ပါစီကြောင်းလက်လာပါရွှင်လန်းပါစီကြောင်းငွေတိုက်တကားရွှေမိုးငွေမိုးရွာပါစီကြောင်းလေးဆူတောင်းလိုက်ပါမိမိတို့ဟာဒီ17လပိုင်းတစ်လလုံးမှာအကျွေးကြေတိုက်ဆောက်ဝဝစာများများလူပြီးတော့ပေါ်ပေါ်သုံးနိုင်မှာဖြစ်ပါတယ်ယောက်ျားလေးဆိုရင်စော်ကြီးထီပေါက်နိဗ္ဗာန်ရောက်ပါလိမ့်မယ်မိန်းကလေးဆိုရင်လည်းဘဲကြီးထီပေါက်နိဗ္ဗာန်ရောက်ပါလိမ့်မယ်ခင်ဗျာ